ကျန်စစ်သားမင်းကြီး၏ငယ်ဘဝသည်ရိုးရာပုံပြင်ထဲကဇလန်းတပုတ်လိုစွန့်စားမှုနှင့်ပြည့်နှက်နေပါသည်သူသည်ပကံပြည့်ရှင်အနော်ယထာမင်း၏သားတော်တစ်ပါးသို့မဟုတ်မင်းမျိုးမင်းနွယ်ဟုယူဆရတော့လဲတမိုင်းထောက်ထားများအရသူ၏မူလအမည်မှာရွှေအိမ်သည်ဖြစ်ပါသည်သူဟာပကံအနီးဆုံးကျေးရွာတွင်ရွှေအိမ်သည်တဦး၏သားအဖြစ်မွေးဖွားခဲ့ပါသည်ငယ်ရွယ်စဉ်ကကျေးရွာကလေးများနှင့်အတူလွတ်လပ်စွာပြေးလွှားဆော့ကစားရင်းကျေးရွာတစ်ဝိုက်ရှိစိတ်ဆန်းရည်အိုင်တောတောင်များသည်သူ့ကလေးဘဝ၏ရှင်လန်းမှုများကိုဖြည့်ဆည်းပေးခဲ့သည့်ကစားကွင်းများပင်ဖြစ်ပါသည်ငယ်စဉ်ကတည်းကသူဟာထူးချွန်ထက်မြက်သူဖြစ်ခဲ့ပါသည်ပုံပြင်များအရရွှေအိမ်သည်ဖခင်၏အလုပ်ကိုကူညီရင်းရွှေငါးကောက်သည့်စပိတ်ပုံပြောင်းနိုင်သောရွှေပစ္စည်းများလုပ်ကင်ခဲ့သည်ဟုဆိုပါသည်ဤသည်ပင်သူ၏ကြံရည်ဖန်ရည်နှင့်ဖန်တီးနိုင်စွမ်းကိုဖော်ပြနေပါသည်ခင်ဗျာကြီးမားသောစွန့်စားမှုတစ်ရပ်ကိုစီစဉ်ထားခဲ့ပါသည်။တနေ့တွင်ရွှေအိမ်သည်ကလေးသည်နန်းတွင်းသို့ရွှေအလုပ်အတွက်ဝင်ရောက်ခွင့်ရခဲ့ပြီးထိုခေတ်ကာလ၏အင်အားအကြီးဆုံးဘုရင်များထဲမှတစ်ဦးဖြစ်သည့်အနော်ယထာမင်းအာယုံကိုသူ၏ထက်မြက်မှုရဲရင်မှုနှင့်ပြောဟန်ဆက်ဟန်ကြောင့်ဆွဲဆောင်နိုင်ခဲ့ပါသည်။အနော်ယထာမင်း၏မျက်စိကျသွားပြီးနောက်ရွှေအိမ်သည်ကလေးသည်နန်းတွင်းတွင်ပညာသင်ကြားခွင့်စစ်ပညာရပ်များလေ့လာခွင့်ရခဲ့ပြီးသူ၏ထူးချွန်မှုကြောင့်မကြာမီပင်ကျန်စစ်သားဟူသောဘွဲ့အမည်ဖြင့်စစ်မှုတဦးဖြစ်လာခဲ့ပါတယ်ခင်ဗျာကျန်စစ်သားသည်အနော်ယထာမင်း၏တပ်မတော်တွင်အမှုထမ်းခဲ့ရာတွင်သူ၏ရဲစွမ်းတတိနှင့်စီမံခန့်ခွဲမှုစွမ်းရည်တို့ကြောင့်မြ мян ဆန်ဆန်နာမည်ကျော်ကြားလာခဲ့ပါတယ်သူဟာစစ်ပွဲပေါင်းများစွာတွင်ပါဝင်တိုက်ခိုက်ခဲ့ပြီးတစ္ဆာရှိချမ်းသာသောစစ်သူကြီးအဖြစ်ဂုဏ်သတင်းထင်ရှားလာခဲ့ပါတယ်ခင်ဗျာကျန်စစ်သားမင်းကြီးဟာစစ်တိုက်ရာတွင်ကျွမ်းကျင်သည်သာမကစစ်ဗျူဟာချမှတ်ရာတွင်လည်းပါနက်လာပါတယ်စစ်တီတော်များကသူ့အားလေးစားကြည်ညိုကြပြီးသူ၏ခေါင်းဆောင်မှုအောက်တွင်တိုက်ခိုက်ရသည်ကိုဂုဏ်ယူဝင့်ကြွားနာကြပါတယ်ခင်ဗျာသို့သောသူ၏ဘဝတစ်လျှောက်အတွင်းအကြီးမားဆုံးစွန့်စားမှုမှာအနော်ယထာမင်းနတ်ရွာဆန်ပြီးနောက်ပေါ်ပေါက်လာသောနိုင်ငံရေးအကျပ်တဲကာလပင်ဖြစ်ပါတယ်နန်းလူကြီးထကြွတောင်းကျမ်းမှုများကြားတွင်ကျန်စစ်သားသည်တစ္ဆာဖောက်ကျူးကျော်သူစောလူမင်းကိုဆန့်ကျင်ခဲ့ပါတယ်ဤအချိန်ကာလသည်သူ့အတွက်အသက်အန္တရာယ်နှင့်ရင်ဆိုင်ရသည့်အကြီးမားဆုံးစွန့်စားမှုဖြစ်ခဲ့ပါတယ်ကျန်စစ်သားမင်းဟာမဟာတိဟသူရဘွဲခံကြီးစားစစ်တီကြီးအဖြစ်ယက်တီကနိုင်ငံတော်အားပြန်လည်စုစည်းရန်ကြိုးပမ်းခဲ့ပါတယ်။ဤလမ်းကြောင်းပေါ်တွင်သူသည်ရန်သူများစွာကိုရင်ဆိုင်ခဲ့ရပြီးများစွာသောအန္တရာယ်များကိုကျော်လွှားခဲ့ရပြီးနောက်ဆုံးတွင်သူ၏စွမ်းရည်တီးခံမှုနှင့်စွန့်စားမှုတို့ကြောင့်ပကံထီးနှန်းကိုဆက်ခံခွင့်ရရှိခဲ့ပါတယ်။ရာဇဝင်အချစ်ချုပ်ကိုပြောရမယ်ဆိုရင်ကျန်စစ်သားမင်း၏ငယ်စဉ်ဘဝဟာရှင်လန်းမှုဖြင့်စတင်ခဲ့တော်လဲကံကြမ္မာကသူ့အားရွှေအိမ်သည်ကလေး